သုံးဖို့စရင်တော့မရနိုင်တဲ့အခွင့်အရေးဆိုတာပြည်လန်းလိုနေရာမျိုးမှာမြေပိုင်ဆိုင်ဖို့ပါယခုဘိုးဘွားပိုင်မြေကိုအခန်းဝယ်ယူသူတိုင်းမြေအချိုးကျပိုင်ဆိုင်နိုင်မဲ့ IB ကွန်ဒိုရှိနေပါပြီပြည်လန်းမှာဒီဘေးတင်တည်ရှိနေတာက IB ကွန်ဒိုရဲ့အဓိကအားသာချက်တစ်ခုပါ IB ကွန်ဒိုက10မိုင်မှာတည်ရှိတာကြောင့်ရွှေဘဲ9မိုင် Ocean ဂျန်ရှိအိတ်တို့နဲ့စက္ကန့်မိုင်ပဲဝေးပါတယ်နိုင်ငံတကာအစ်စ်မီဝီတိုရီယာစေယုံနဲ့ရန်ကုန်လေဆိပ်ကို15မိနစ်အတွင်းအလွယ်တကူသွားရောက်နိုင်တာကြောင့်လူတိုင်းရဲ့နေ့စဉ်သွားလာရေးအတွက်လည်းအတော်လေးကိုအဆင်ပြေပါတယ်ဒီလို brand location မှာအသစ်ထပ်မံဖော်ဆောင်နိုင်တဲ့မြေနေရာတွေကအလွန်ရှားပါလာတာကြောင့်ပိုင်ဆိုင်ထားသူတွေအတွက်အနာဂတ်တမိုးပိုမြင့်တက်လာပါပဲဖြစ်ပါတယ်မိသားစုတိုင်းရဲ့ lifestyle နဲ့ကိုက်ညီတဲ့ကျယ်ဝန်းမှုကိုပေးဆက်နိုင်ဖို့အခန်းကျယ်များပါဝင်ပါတယ်1388 1431 1564 1699 1906နဲ့အကျယ်ဆုံး1928 square feet အထိအကျယ်ဝန်းမျိုးမျိုးရှိတဲ့ 3 bedroom အခန်းများကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ဆွေတော်ဖျား view ကိုနေ့စဉ်ခန်းစားတွေ့မြင်ရမှာဖြစ်ပြီးတော့ building design ကို natural light နဲ့ vegetation အပြည့်အဝရရှိစေဖို့ Philippine architect က design ရေးဆွဲပေးထားပါတယ်။အခန်းမှာကျယ်ဝန်းတဲ့ veranda ပါဝင်ပြီးတော့တာယာလှပတဲ့အမိုက်စား city sky view ကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။အခန်းတိုင်းမှာ aircon ပါဝင်ပြီး1900ကျော် square feet အခန်းကျယ်တွေရဲ့ aircon တွေမှာဆိုရင် stand aircon များပါထပ်မံပါဝင်တာပဲဖြစ်ပါတယ်။ကဲဒါဆို fully decoration ပြင်ဆင်ထားတဲ့အခန်းတွေကိုလာကြည့်ကြအောင်။အရင်ဆုံးဒီမှာတွေ့ရတာကတော့ single bedroom ပြီးရင်တော့ဒီကက်ရက်မှာ common toilet တစ်ခုလည်းပါဝင်ပါတယ်။ပြီးရင်တော့ဒီမှာအခုမြင်တွေ့ရတာကတော့ master bedroomပြီးရင်တော့ဒီဘက်မှာ master bedroom အခန်းအကျယ်ကြီးပဲပါဝင်ပါတယ်။ဒီခန်းကအရန်ကျယ်တဲ့အပြင်ကို toilet ကလည်းတော်တော်ကျယ်ဝန်းရှိတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ kitchen ကလည်း separate kitchen ဆိုတော့အဲ့ကန်းနဲ့အညော်နဲ့မကူဘဲနဲ့တန်တန်လေးခွဲသုံးလို့ရတာပေါ့။kitchen ရဲ့ counter top တွေကို premium quality quest stone ပြခင်းပေးတာမလို့အစွန်းတင်တွေကိုအလွယ်တကူပဲတန်ရှင်းရေးလုပ်နိုင်ပါတယ်။ IB ကွန်ဒိုမှာဆိုရင်ထူးထူးခြားခြား kitchen အနောက်ဘက်မှာဆိုတွဲရဲ့ utility area separate laundry space တစ်ခုပါရှိပါတယ်။ single အခန်းတစ်ခန်းစာကျယ်ဝန်းတာမလို့လိုအပ်တဲ့သူတွေအခန်းပြန်ခွဲလို့ရပါတယ်။အဆောက်အုံနဲ့ဝင်လိုက်တာနဲ့ reception lobby ကတင့်ကိုနှွေးထွေးစွာကြိုဆိုနေမှာပါ။14ရောက်စီ Mitsubishi Lift 30 24နာရီ backup generator keycap system တို့ပြည့်စုံစွာပါဝင်ပါတယ်။ facilities အနေနဲ့လည်း indoor swimming pool, gym, recreation area တို့ကို9လမှထားရှိပေးတာပါတယ်။15နှစ်ထိရမယ်အိမ်ယာချင်းငွေ bank loan သို့မဟုတ် cash down တိုင်းနှစ်သက်ရငွေပေးချေမှုစနစ်ဖြင့်ဝယ်နိုင်ပြီးတော့အသေးစိတ်အချက်အလက်များကိုသိရှိလိုပါကယခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။မင်းနဲ့နော်အခန်းရည်အတွက်အကန့်အသတ်ဖြစ်တာရောင်းချပေးသွားမှာဖြစ်လို့လက်မလွတ်သင့်တဲ့အခွင့်အရေးတစ်ခုကို HK Property နဲ့အတူအမိအရဆန်းဆုပ်လိုက်တော့နော်။